ဝါမမောင်ဆုံးအချိန်အခက်ခဲတွေပြတ်သန်းခြင်းကျွန်တော်ရဲ့ဘေးနာအမြဲတမ်းရှိသူယေရှုအားငယ်တဲ့အခါတိုင်းဝိညာဉ်အတွင်းမှာစကားပြောတယ်ကိုယ်တော်ရှိကြောင်းသိစေတယ်မျောလင်းတာတွေဖြစ်မလားဆုတောင်းတာတွေကြမ်းကြာသခင်မျက်မှောက်ကအဝေးထွက်သွားပြီလားတွေ့နေမိပါတယ်မေကုန်ထုတ်မိလေဘယ်တော့မှအဆိုတော့မကြံစီဘူးယုံတယ်သခင်ကျေးဇူးတော်ကျွန်တော်အတွက်လောက်ပြီသခင်ကျေးဇူးတော်ဒီအတွက်လုံးမဆုံးနိုင်ဘူးအကောင်းမြတ်ဆုံးပါအိုအကြီးမြတ်ဆုံးပါသာရိကောင်းတဲ့အကျဉ်းစီနဲ့ပို့ဆောင်တဲ့သခင်ကျေးဇူးတော်ကျွန်တော်အတွက်ပူရှင်တယ်ဝါမမောင်ဆုံးအချိန်အခက်ခဲတွေပြတ်သန်းခြင်းကျွန်တော်ရဲ့ဘေးနာအမြဲတမ်းရှိသူယေရှုအားငယ်တဲ့အခါတိုင်းဝိညာဉ်အတွင်းမှာစကားပြောတယ်ကိုယ်တော်ရှိကြောင်းသိစေတယ်မျောလင်းတာတွေဖြစ်မလားဆုတောင်းတာတွေကြမ်းကြာသခင်မျက်မှောက်ကအဝေးထွက်သွားပြီလားတွေ့နေမိပါတယ်မေကုန်ထုတ်မိလေဘယ်တော့မှအဆိုတော့မကြံစီဘူးယုံတယ်သခင်ကျေးဇူးတော်ကျွန်တော်အတွက်လောက်ပြီသခင်ကျေးဇူးတော်ဒီအတွက်လုံးမဆုံးနိုင်ဘူးအကောင်းမြတ်ဆုံးပါအိုအကြီးမြတ်ဆုံးပါသာရိကောင်းတဲ့အကျဉ်းစီနဲ့ပို့ဆောင်တဲ့သခင်ကျေးဇူးတော်ကျွန်တော်အတွက်ပူရှင်နေသာရိကောင်းတဲ့အကျဉ်းစီနဲ့ပို့ဆောင်တဲ့သခင်ကျေးဇူးတော်ကျွန်တော်အတွက်ပူရှင်နေ